တဖွဲလုံးပေးတယ်လားမင်းတို့တဖွဲလုံးပေးတယ်လား လောက်ပါနေလောက်ပါနေ host ကလောက်ပါနေ ဟာဆရာကြီးအောင်းမလေးလုံးခွင့်မပေးဘူးခွင့်ရေးကိုမရှိတာအမေငါ့ကိုဒါမျိုးလာလောက်တာငါ့ကိုဒါမျိုးလာပေးတာကျုံမပေးနဲ့ကျူစားအားပြီးတော့ကွာနင့်ကငါလန့်ပြမှာကောင်းမငါဟာခွေးဥနေရပဲသိလားနင့်ကိုပုတ်ပြစ်မယ် အဲ့ဆိုမမန်ပြလေမမန်တေချာကြည့်မယ် ညီမလေးကိုထည့်ခြင်းလို့အဲ့ဒါညီမလေးပြန်စိတ်ဝင်စားမလားဆိုပြီးတော့ကိုလာတွေ့ရပါ ရုပ်မာတယ်ဆိုတာနာမည်သာဆိုတာတိတ်အရသာရှိတယ်ခွေးလားတွေ့